Shuswa Yaki Yetisogo Chimamare, Digni Piati Yeteshino, Boto Nenima, Piati Teshino Mudo, no Pato Ati, Demedima, Winga Puyan, Tina Yu, Simply Piati Yetisogo, Tugi Chimamare, Digni Art, Maro Nitsim, Mingla, Kaintaro Kriyan, where of Mingla, Kain Ready, Pide Ayuswa, Digni, no Pato, where of Mingla, but the day. ကောင်းစဉ်အနေနဲ့ဒီစင်လာခဲ့ခြင်းဖြစ်ပါတယ်။အခြေပြုကျမ်းကိုဒီဥဆုံးဖတ်ပါမယ်။ရှမတေခရုဝင်ကျမ်းအခန်းကြီး26အခန်းငယ်26မှ29ထိဖတ်ပါမယ်။ထိုအခါစားလက်နေကြစဉ်တွင်ယေရှုသည်မုတ်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍ဤမုတ်ကငါ၏ကိုဖြစ်၏ယူ၍စားကြတော့မိန့်တော်မူတဲ့တပည့်တော်တို့အားပေးတော်မူ၏ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူ၍တင်တို့ရှိသမျှသည်တောက်ကြလောဤခွက်ကပဋိညာဉ်တရားသစ်နှင့်ဆိုင်သောလူများတို့၏အဖြစ်ကိုလွတ်စေခြင်းကတွန်းတော်ငါ၏တွေးဖြစ်၏ငါဆိုသည်ကဤစတိရေမျိုးအဖြစ်ကိုငါခမဲတော်၏နိုင်ငံ၌တင်တို့နှင့်အတူငါမတောက်မီနေတိုင်အောင်ယခုမှစ၍တဖန်ငါမတောက်ရဘူးမိန့်တော်မူ၏နေဤကျမ်းပိုက်ကိုအခြေပြုပြီးမှနှုတ်ပတ်တော်ကောင်းစဉ်အနေနဲ့ကတော့တန်ဖိုးဖြည့်၍ရနိုင်သောမှုနှင့်စတိရေတို့ကောင်းစဉ်ကိုပေးထားခြင်းဖြစ်ပါတယ်တန်ဖိုးဖြည့်၍ရနိုင်သောမှုနှင့်စတိရေတန်ဖိုးဖြည့်၍ရနိုင်သောပြောလိုက်ခါမှာတနည်းအားဖြင့်ကျမတို့မှုနှင့်စတိရေကိုတော့ကျမတို့တာမန်အနေနဲ့ကျမတို့စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ဒီမုံနဲ့စပီးကတန်ဖိုးတစ်ခုအနေနဲ့ပေါ့နော်ဒီမှာကျမတို့စားတောက်လို့ရတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ခရစ်တော်ယေရှုကိုယုံကြည်လက်ခံတဲ့တပည့်တော်တွေခရိယန်တွေတက်ကတော့ဒီတမန်ကျမ်းစာလေးမှာပေါ်ပြထားတဲ့ဒီမုံနဲ့စပီးကဘာကိုပုံဆောင်တယ်လဲဆိုတာကိုတော့အခြေခံအားဖြင့်အားလုံးနားလည်ထားကြတာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ဒီရှမတေခရုဝင်ကျမ်းအခန်းကြီး26အခန်းကြီး26ကနေ29ထဲမှာခရစ်တော်ယေရှုမှာထားတဲ့ဘုရားနဲ့စပီးကတပည့်တော်တွေအတွက်ဘလောက်တန်ဖိုးကြီးမားကြလဲဆိုတဲ့အကြောင်းအရာကိုဒီလိုပတ်တော်အဖြစ်တူတူကဆင်ခြင်ကိုအာရုံပို့ရဖြစ်ပါတယ်။ဒီတမန်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကပ္ပဦးကျမ်းအခန်းကြီး3မှာဖန်ဆင်းခြင်းအကြောင်းအရာထက်ကအေဒီဝိမှာလူမိန်းမဖြစ်တဲ့အေဝါကဒီစာတန်ရဲ့တွေးဆောင်ခြင်းခံရတဲ့နောက်မှာသူ့ကိုဖန်ဆင်းထားတဲ့ဘုရားသခင်ကိုကိုးစားမဲ့အစားသူ့ရဲ့မျက်လုံးထဲမှာလှပဆုံးသောအရန်အကောင်းဆုံးချုံမြင်သောအရာဖြစ်မှာပဲဆိုတဲ့လိုချင်တတ်မှတ်သောစိတ်နဲ့သူ့ကိုပညာအလင်းပွင့်စေမှာပဲဆိုပြီးမှသူ့ရဲ့အတ္တအလိုဆန္ဒကိုရှေ့တန်းတင်ပြီးမှကိုယ်စိတ်ကြည်ဝင်ပြီးတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးလူသားတွေအားလုံးပေါ့နော်လူသားတွေအားလုံးကဘုရားသခင်ရဲ့စကားကိုနာမခံခြင်းဆိုတဲ့အဖြစ်ရဲ့အဖို့အခထောင်ရတည်ခြင်းတို့ရောက်ကြရတာဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်။ဒီအရာကိုယောမဩဝါဒစာအခန်းကြီး6ခန်းငယ်73မှာလည်းတွေ့ရတာဖြစ်တယ်။ဆိုတော့ထောင်ရတည်ခြင်းလို့ပြောတဲ့အခါမှာဘုရားသခင်ထည့်သွင်းပေးထားတဲ့ဝိညာဉ်တည်ခြင်းမှမလွတ်မြောက်နိုင်တဲ့အရာကိုပြောတာဖြစ်တယ်။ဒါမဲ့ထာဝရဘုရားသခင်ကသူဖန်ဆင်းထားတဲ့လူသားတွေကိုချစ်တယ်။အပြစ်ကိုတော့အင်မတန်မှယွန်ရှာတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်မို့သူ့ရဲ့အချစ်ရဆုံးသောတပါးဒီတော်သားတော်ကိုလောကတို့စေလို့ပြီးမှလူသားအားလုံးအတွက်အပြစ်မှကယ်တင်နိုင်ခွင့်ရအတွက်ကိုယ်စားအသေးခံစေဖို့စေလို့ခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့လက်ဝါးကတိုင်တော်ပေါ်မှာခရစ်တော်တွန်းလောင်းပေးတဲ့ဒီအသွေးနဲ့ကျိုးပဲ့တဲ့ကိုယ်ခန္ဓာကျမတို့အားလုံးအတွက်ကျိုးပဲ့တဲ့ကိုယ်ခန္ဓာဟာပေါ့နော်ကျမတို့အားလုံးအတွက်ထောင်ရအသက်ရှင်ခြင်းဆိုတဲ့ကောင်းကင်နိုင်ငံတို့တက်လန်းနိုင်ဖို့ရလမ်းစာကြီးဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့ဒီရှမတေခရုဝင်ကျမ်းအခန်းကြီး26အခန်းငယ်26ကနေ29မှာခင်ယေရှုကဒီကယ်တင်ခြင်းအမှုအရာကိုတပည့်တော်တွေအားလုံးအမြဲတမ်းတတိယနေစေဖို့အတွက်လက်တွေ့ဖော်ပြနေတဲ့အရာပဲဖြစ်ပါတယ်။ဆိုတော့ဒီတမဟောင်းကာလမှာဣသရေလအမျိုးတွေကသူတို့ရဲ့အရေးကြီးဆုံးပွဲကြီးတစ်ခုဖြစ်တဲ့ဒီပတ္တခါပွဲပေါ့နော်။ကချင်လူကရှလိုက်ပါပွဲနော်ပတ္တခါပွဲမှာဒီအသုံးပြုတဲ့သစီးမဲ့မုံနဲ့စပီးရေကိုယူပြီးမှခရစ်တော်ယေရှုက
ပဒေညင်အတိအနေဖြစ်ခရစ်တော်တွန်းလောင်းပေးတဲ့အသွေးနဲ့ကျိုးပေးတဲ့ကိုခန္ဓာအကြောင်းကိုလက်တွေ့အနေနဲ့ဒီညမှာအမြဲတမ်းမြင်တွေ့စေနိုင်ဖို့ရအတွက်လှုပ်ဆောင်နေတဲ့အရာဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်။ဒီလှုပ်ဆောင်ချက်အင်္ဂေတပုံဆောင်ချက်ကခရစ်တော်ကလူသားတွေအားလုံးကိုစားအတေခံရခြင်းအကြောင်းကိုအမြဲတမ်းတတိယနေစီဖို့အတွက်တောင်မကဘူးသူနဲ့အတူအသက်တာတိုင်းကဆက်နွယ်နေတယ်တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတဲ့ပုံတင်ကေတာကိုလည်းပေါ်ပြနေတာဖြစ်ပါတယ်ဆိုတော့ဘယ်အချိန်ဘယ်နေရာမှာဘလို့အခြေအနေမျိုးမှာပဲဖြစ်နေပါစေဒီမုံနဲ့စပြည့်ရည်ကိုအတူတကွခံယူရခြင်းအကြောင်းရင်းကခရစ်တော်နဲ့အမြဲတမ်းအတူရှိခြင်းသူ့ရဲ့ကွယ်ကာစောင့်မခြင်းနဲ့အတူကဲတင်ခြင်းကိုပေးတယ်ဆိုတဲ့အရာကိုအမြဲတမ်းခွန်အားယူဖို့ရန်ခွန်အားဖြစ်စေတဲ့အရာဖြစ်တယ်ဆိုတာကိုလောပတ်တော်မှာတွေ့ရတာဖြစ်တယ်ဆိုတော့ဒီမှာဖောင်းကာလမှာဒီယစ်ပရောဟိတ်တွေကယစ်ပူဇော်ချက်အနေနဲ့ဘုရားသခင်ကဒီလူသားတွေရဲ့အဖြစ်ကိုဖြေလွတ်ပေးတယ်ဆိုတဲ့အကြောင်းအရာကိုလူသားတွေနဲ့ဘုရားသခင်ကြားမှာဒီပဋိညာဉ်အကြောင်းကိုနော်ဒီချမ်းမြောက်ကျမ်းအခန်းကြီး24အခန်းငယ်8ဝုပြုရာကျမ်းအခန်းကြီး19အခန်းငယ်17တွေမှာလည်းတွေ့ရတာဖြစ်တယ်။ဒါပေမဲ့ဒီရစ်ကောင်တွေကဒီရစ်ကောင်ဖြစ်တဲ့တရိษံရဲ့အသွေးတွေကကိုစားအတေခံခြင်းဆိုတဲ့အရာတို့မရောက်နိုင်ဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နှစ်စဉ်နှစ်တိုင်းဒီရှစ်မျိုးကိုပြန်ပြီးမှနော်လှုပ်ဆောင်ရတယ်ပေါ့နော်လှုပ်ဆောင်ရတယ်ဆိုတော့ဒီအကြောင်းအရာကိုကြည့်လိုက်တဲ့အခါမှာကဘုရားသခင်ရဲ့ရှေ့မှာကိုစားအတေခံခြင်းမရောက်နိုင်ဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရတာဖြစ်တယ်။တို့ပေမဲ့လို့သခင်ယေရှုကဘုရားသခင်နဲ့လူသားတွေရဲ့ကြားမှာပဋိညာဉ်အစ်ကိုသူ့ရဲ့အသွေးတော်နဲ့တည်ဆောက်ပေးခဲ့တာဖြစ်တယ်။တရိษံရဲ့အသွေးနဲ့မတူဘူးခရစ်တော်ရဲ့အသွေးကသူ့ကိုယုံကြည်လက်ခံတော်အပြစ်သားများဖြစ်တဲ့လူသားတွေအားလုံးအတွက်ကိုစားအတေခံခြင်းဖြစ်ဘုရားသခင်ရဲ့မျက်နာတော်ရှိမှာတောင်းပန်တဲ့တိုးဝင်ပေးတဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဟေဘရဲဩဝါဒစာအခန်းကြီး9အခန်းကြီး23-28မှာလည်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ခရစ်တော်ယေရှုရဲ့ညစာစားပွဲကိုနော်နောက်ဆုံးညစာစားပွဲတော်မင်္ဂလာကကျမတို့ရဲ့အပြစ်ဖြစ်တဲ့ထောင်ရတေခြင်းမှလွတ်မြောက်ခြင်းခံရပြီဆိုတဲ့အကြောင်းအရာကိုလက်တွေ့တက်တည်ထူနေတဲ့အရာဖြစ်တဲ့ခရစ်တော်တည်ဆောက်ပေးတဲ့ထောင်ရတည်မြဲတော်ကောင်းကင်နိုင်ငံရဲ့အကြောင်းကိုလည်းမိတ်ဆက်ပေးနေတာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျမတို့သိရှိရမှာဖြစ်ပါတယ်။ထို့အတူပဲဒီနေ့ခရစ်တော်ရဲ့ညစာစားပွဲမှာဒီနေ့အတူတကွခံယူလက်ရှိကြတော့ဒီနေ့ယုံကြည်သူတပည့်တော်များအရောက်ချင်းစီတိုင်းရဲ့အရောက်ချင်းစီတိုင်းရလည်းပဲခရစ်တော်အားဖြင့်ဒီနေ့အပြစ်မှလွတ်ခြင်းနဲ့အတူသူရဲ့ကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရခြင်းကိုအမြဲတမ်းတတိယလက်ကျေးဇူးတော်ချီးမွမ်းရင်းနဲ့အတူတကွခံယူဖို့ရလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမှဒီခရစ်တော်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့မုံနဲ့စပြည့်ကြီးအားဖြင့်ဒီပုံဆောင်လက်ရှိတဲ့အခါမှာပေါ့နော်ကျမတို့ဒီမုံနဲ့စပြည့်ကြီးကိုခံယူတဲ့အခါမှာခြောက်ရအသက်ကိုလည်းကျမတို့စုပ်ကိုင်နိုင်ပြီဆိုတဲ့အကြောင်းအရာကိုကျမတို့စိတ်နှလုံးသားထဲမှာအမြဲတမ်းတတိယပြီးတော့ခြောက်ရတည်မြဲခြင်းခြောက်ရအသက်ရှင်ခြင်းဆိုတဲ့ကောင်းကင်နိုင်ငံသားတွေဖြစ်ခွင့်ရတယ်ဆိုတဲ့အကြောင်းအရာကိုလည်းကျမတို့အမြဲတမ်းစိတ်ထဲမှာတတိယဖို့ရဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကောင်းကင်နိုင်ငံသားနဲ့တူတဲ့အသက်ရှင်ခြင်းလက္ခဏာများနဲ့ပြည့်စုံတဲ့အသက်တာကိုတည်ဆောက်ဖို့ရလည်းပဲကျမတို့အမြဲတမ်းတတိယကြဖို့ရလည်းဖြစ်ပါတယ်။ဒီနေ့လူပတ်တော့နောက်ဆုံးအနေနဲ့ဟိုအားပေးခြင်းတဲ့အရာကတော့ဒီနေ့ပွဲတော်မင်္ဂလာကိုအတူတကွခံယူနေကြတော့ယုံကြည်သူများကိုဟိုအားပေးခြင်းတဲ့အရာကတော့ခရစ်တော်ရဲ့ဒီကောင်းကင်နိုင်ငံဒါပေါ့နော်ကျမတို့ဖြစ်ခွင့်ရတယ်လို့ပြောတဲ့အခါမှာကောင်းကင်နိုင်ငံကအရောက်ချင်းစီတိုင်းလိုက်နာဆောင်ရွက်ရမယ်ခရစ်တော်အသွေးနဲ့အတားနဲ့တည်ဆောက်ပေးတဲ့အချင်းချင်းချစ်ခြင်းအပြစ်ခွင့်လွတ်ခြင်းတရားမျှတခြင်းရွှင်လန်းဝမ်းမြောက်ခြင်းတနာဆုံမှတ်ခြင်းပြီးမှကူညီခြင်းကူညီဆောင်မှခြင်းကယ်တင်ခြင်းလမ်းပြခြင်းစတော့ကောင်းသောအကျင့်ကောင်းသောအတ္တတာကိုမိမိရဲ့အိမ်ထောင်မိမိရဲ့အတင်းတော်မိမိရဲ့အတိုင်းအဝိုင်းပေါ့ဝန်းကျင်မှာလက်တွေ့အသက်ရှင်ချောက်လန့်ခြင်းဖြင့်ကောင်းကင်နိုင်ငံသားဖြစ်ခြင်းဆိုတဲ့အသက်တွေကိုထူနိုင်တော့ယုံကြည်တော့သက်တွေကိုထူနိုင်တော့ဒီကဖြစ်ကြပါစို့လို့ဒီနေ့နှုတ်ကပတ်တော်ကိုညလောက်ဝင်လာခြင်းဖြစ်ပါတယ်အားလုံးကတက်ရှိကောင်းချီးပေးပါစေ